မြမသမိုင်းမှာအလွန်လှပကလောက်ကံကြမ္မာအလှည့်ပြောင်းကြမ်းတမ်းခဲ့တဲ့မင်းသမီးကြီးရာဇဓာတုကလျာရဲ့ဘဝဇာတ်ကြောင်းလေးကအနေအမြင့်တွေနဲ့စုံလင်လှပါတယ်။နာမည်ကျော်ရာတုကဗျာတွေရဲ့ရည်ညွှန်းရာကရာဇဓာတုကလျာရဲ့အလှပတွေပဲဖြစ်ပါတယ်။သက္ကရာဇ်922ခုနှစ်ဘုရင်နောင်မင်းတရားကြီးတခိုးထွားနေတဲ့ဟံသာဝတီနေပြည်တော်မှာထူးခြားတဲ့သမီးတော်လေးတစ်ပါးဖွားမြင်ခဲ့ပါတယ်။သူမဟာမွေးစကတည်းကအင်မတန်အစင်းလှလွန်းလို့ဖခမဲတော်ကငါရဲ့တက်တော်ကဲ့သို့မျက်နှိုးရသူလို့အဓိပ္ပာယ်ရတဲ့ရာဇဓာတုကလျာဆိုတဲ့ဘွဲ့ကိုပေးခဲ့ပါတယ်။သူမဟာဘုရင်ကိုယ်တိုင်လက်ပေါ်မှာအချစ်ခံရဆုံးသမီးတော်ဖြစ်ပြီးနန်းတွင်းမှာပညာဗဟုသုတအနုပညာရတတွေကြားမှာမင်းသမီးပီတာစွာကြီးပြင်းလာခဲ့ပါတယ်။သူမရဲ့အလှသတင်းဟာတပြည်လုံးပြန့်နှံ့နေချိန်မှာတောင်ငူပြည်ကမောင်ဝမ်းကွဲတော်ဆက်တဲ့နတ်ရှင်နောင်ဆိုတဲ့မင်းသားလေးဟာသူမကိုတစ်ဖက်သက်ဆွဲလန်းချစ်မိသွားပါတယ်။နတ်ရှင်နောင်ဟာမင်းသမီးထက်12နှစ်တောင်ငယ်ပေမဲ့သူ့ရဲ့ရင်ထဲကအချစ်တွေကိုကဘာကျော်တဲ့ရာရုကဗျာတွေအဖြစ်ရေးဖွဲ့ပြီးပို့သခဲ့ပါတယ်။နတ်ရှင်နောင်ကသူမရဲ့အလှကိုညှိုစိမ့်တဲ့အသားရည်ယဉ်ကျေးတဲ့အမူအရာတွေနဲ့နှိုင်းယှဉ်ပြီးတတရေးဖွဲ့ခဲ့ပေမဲ့ရာဇဓာတုကလျာအတွက်တော့နတ်ရှင်နောင်ဟာကလေးတစ်ယောက်လိုမောင်လေးတစ်ယောက်လိုသာဖြစ်နေခဲ့ပါတယ်။သူမရဲ့ဘဝဟာအလှပတွေနဲ့ပဲပြည့်နှက်မနေခဲ့ပါဘူး